ထိုမျိုးသမီးငယ်သည်ထိုမျိုးသားကသူမ၏ခံစားချက်များကိုကစားနေခြင်းဖြစ်မှန်ရှင်းရှင်းလင်းလင်းသိနေတော့လဲသူ့အခြေဝန်ခံမှုကိုလက်ခံခဲ့သည်သူမ၏ပြိုင်ဘက်ကဒါကိုမြင်သောအခါစိတ်ထဲမှနေ၍တိတ်တဆိတ်ဝမ်းသာပီတိဖြစ်သွားခဲ့သည်အကြောင်းမှာထိုမျိုးသမီးငယ်သည်စာမွေးပွဲတိုင်းတွင်အဆင့်တရပြီးအမြဲတမ်းအမှတ်ကောင်းကောင်းရလိမ့်ရှိသောကြောင့်ဖြစ်သည်ဒင်းကအမြဲတမ်းအဆင့်နှစ်တာရသည့်သူမ၏ပြိုင်ဘက်ကိုအလွန်အမင်းမကြေမနက်ဖြစ်စေခဲ့သည်ပြိုင်ဘက်ဖြစ်သူသည်ထိုမျိုးသမီးငယ်ကိုအနိုင်ကျင့်ရန်တငယ်ချင်းများကိုမကြာခဏစုယုံလေးရှိပြီးနောက်တစ်ကြိမ်တွင်ထိတ်ဆုံးကအမှတ်မရစေရန်တတိပေးခဲ့သည်သို့သောထိုမျိုးသမီးငယ်ကသူမ၏တတိပေးချက်ကိုလုံးဝဥပိ္ပခာပြုခဲ့သည့်အပြင်နောက်တစ်ကြိမ်တွင်လည်းအဆင့်တစ်ဆက်ရဦးမည်ဖြစ်ကြောင်းပြောကာသူမကိုလှောင်ပြောင်တယောခဲ့သည်ပြိုင်ဘက်ဖြစ်သူသည်တာ၍ပင်ဒေါသထွက်သွားခဲ့သည်ထိုမျိုးသမီးငယ်ကိုဘဝပြတ်အောင်ဖျက်ဆီးပြရန်အတွက်သူမ၏ရီးစားကိုပင်ထိုမျိုးသမီးငယ်နာသို့ချင်းကပ်ပြီးခံစားချက်ချင်းလှည့်စားဖျားယောင်းရန်စေခိုင်းခဲ့သည်ထိုမျိုးသမီးငယ်သည်ဤပူပေါင်းကြံစည်မှုတစ်ခုလုံးကိုအလစ်တွင်ကြားသိသွားခဲ့သည်သူမသည်ထိုအစီအစဉ်ကိုဂိမ်းတစ်ခုကဲ့သို့သဘောထားကာသူတို့နှင့်အတူလိုက်ကစားပေးရန်ဆုံးဖြတ်လိုက်သည်မကြာမီထိုမျိုးသားသည်သူ၏အစီအစဉ်ကိုစတင်အကောင်အထည်ဖော်ခဲ့သည်သူကထိုမျိုးသမီးငယ်ကိုဘတ်စကတ်ဘောလုံးဖြင့်တမင်တက်တက်ပစ်ပေါက်ခဲ့သည်ထိုနောက်စိုးရိမ်ဟန်ဆောင်ကဒဏ်ရာရသွားသလားဟုမေးမြန်းခဲ့သည်ထိုမျိုးသမီးငယ်ကကင်းမှာမတော်တဆမဟုတ်မှန်းသိထားသည့်အတွက်ဒဏ်ရာရသွားပြီဟုလိန်ညာပြောဆိုကာသူမကိုစေးပေးခန်းသို့ပို့ဆောင်ပေးရန်တောင်းဆိုခဲ့သည်ထိုနေ့မှစ၍ထိုမျိုးသားသည်သူမနှင့်တိုက်ဆိုင်သလိုမျိုးတမင်တက်တက်ခဏခဏဆုံတွေ့ပြီးသူမကိုကောင်းမွန်စွာဂရုစိုက်ပေးခဲ့သည်ထိုမျိုးသားတွင်ဆွဲဆောင်မှုရှိသောရုပ်ရည်ရှိသည့်အတွက်အမျိုးသမီးငယ်ကသူ့ဂရုစိုက်မှုများကိုအေးအေးလူလူပင်ခံယူခဲ့သည်တနေ့တွင်ထိုမျိုးသားကအချိန်ခါကောင်းဟုခံစားရသဖြင့်သူမကိုတရားဝင်အချစ်ဝင်ခံခဲ့သည်ထိုမျိုးသမီးငယ်ကသူတို့နှင့်အတူဂိမ်းကိုဆက်လက်ပူးပေါင်းတရုပ်ဆောင်ရန်ဆုံးဖြတ်ထားသောကြောင့်သူနှင့်တွေ့ရန်သဘောတူခဲ့သည်သူတို့နှစ်ဦးစတင်တွဲကြပြီးနောက်ထိုမျိုးသားကသူမကိုဂိမ်းကစားရန်အင်တာနက်ကဖေးများသို့ခေါ်ဆောင်သွားခဲ့သည်စူညံနေသောကဖေးဆိုင်ထဲတွင်ပင်ထိုမျိုးသမီးငယ်ကစာကိုကြိုးစားဖတ်နေစေဖြစ်သည်ကိုသူသတိပြုမိသွားသည်ထိုမျိုးသားကစိတ်ဆိုးမှန်ဆိုဖြင့်သူမ၏စာမွေးပွဲစာရွက်များကိုလွှင့်ပစ်လိုက်ပြီးသူမ၏ပညာရေးကိုပြစ်ပယ်ကာသူနှင့်အတူအချိန်ဖြုံးရန်တိုက်တွန်းခဲ့သည်အမျိုးသမီးငယ်ကသဘောတူသည့်အနေဖြင့်ခေါင်းညှိပြခဲ့တော်လဲအခြေအနေတစ်ခုတောင်းဆိုခဲ့သည်သူမကအရှုံးသမားမဖြစ်ချင်သဖြင့်ထိုမျိုးသားအားသူမကိုနမ်းရန်တောင်းဆိုခဲ့သည်သူထံမှဝေခွဲမရတုံဆိုင်မှုကိုမြင်သောအခါထိုမျိုးသမီးငယ်ကလှည့်ထွက်သွားရန်ပြင်ဆင်ခဲ့သည်ထိုမျိုးသားကချက်ချင်းပင်လက်လန်း၍သူမကိုပြန်ဆွဲထားခဲ့သည်